Hello အားလုံးပဲမင်္ဂလာပါမဆုလိုမျိုးရောက်ရရဲမှာပကြီးရေးတဲ့သူတွေရှိလားမဆုကတော့ဘယ်နေရာပဲရောက်ရရဲမှာပကြီးရေးလေးရှိပါတယ်ဒီဗီဒီယိုကတော့မဆုပြီးခဲ့တဲ့ April လတုန်းကခီးထွက်တော့ရိုက်ထားတာပေါ့နော်ခီးတစ်ခုသွားဖြစ်ရင်းနဲ့ဟိုတယ်မှာပကြီးရေးပြခဲ့တဲ့ဟာလေးကိုအမှတ်တရရိုက်ထားတာပေါ့နော်ဟိုတယ်မှာပကြီးရေးရတာလွယ်တော့မလွယ်ဘူးပေါ့နော်မဆူကခဲမုံသမားတွေဖြစ်တဲ့အတွက်စတန်တွေဘာတွေရှိမှအဆင်ပြေတယ်ဆိုတော့လေဒါပေမဲ့ရေးကျင်တွေကများနေတော့ကြံဖန်ပြီးတော့ရေးရတာပေါ့နော်အခုကတော့အဲ့ຢာတွေဘာတွေတေချာအောက်ကအခင်းတွေကိုခင်းနေပေါ့ခင်းပြီးတော့ခေါင်းကိုစတန်လိုပဲသဘောထားပြီးတော့အသုံးပြုလိုက်တယ်ပေါ့နော်ပြီးရင်စုပ်တန်တွေကိုဗီဒီယိုထဲမှာပြစ်ချနေပါတယ်အပြင်မှာတော့အဲ့လိုမပြစ်ချဘူးပေါ့နော်သူကဂရင်းနဲ့ဆိုတော့မမီမကန်းမလို့ဘေးကနေပြစ်ချနေရတာပေါ့နော်အပြင်မှာတော့လုံးဝကိုညင်ညင်တသားလေးကင်ပါတယ်ခမ်းမုံထဲဖို့အတွက်ကတော့ရေခွက်တင်တဲ့ပကံပြားလေးကအသင့်တော်ဆုံးဖြစ်မယ်ထင်လို့ယူလိုက်ပါတယ်ပြီးလို့ရှိရင်ခဲမုံကိုတော့တေချာလေးဂယူးဒီဇိုင်းနဲ့ထည့်ရတယ်ပေါ့နော်အောက်ကိုဖိတ်ချသွားရင်အခင်းတွေအကုန်ပေးမှဆိုလို့လေခဲမုံကတော့တော်တော်လေးသတိထားပြီးကိုင်းရတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်အရင်သတိထားရပါတယ်ဒါကတော့ပကြီးရေးမဲ့နေရာလေးပေါ့အကုန်လုံးနေရာချပြီးပြီဆိုလို့ရှိရင်ပကြီးရေးပါမယ်ပြီးရင်အဲ့ဒီပုံပြားလေးမှာထောင်းထားတဲ့တောက်ကလေးကတော့အင်းကနေယူလာတာပေါ့နော်သူကအဲ့ဒီလက်တင်တောက်လေးကတော့မပါမဖြစ်ပေါ့အဲ့ဒီလက်တင်တောက်လေးမပါရင်လုံးဝခဲမုံမကြီးရေးလို့မရပါဘူးအဲ့တော့လက်တင်တောက်လေးကအရေးကြီးဆုံးပေါ့နော်အဲ့တော့စာရွက်ကလေးကိုနေရာတကျပုံပြားလေးမှာချလိုက်မယ်ပေါ့နော်ပြီးရင်ပကြီးဆက်ဆွဲပါတော့မယ်လက်တင်တောက်ကတော့မပါမဖြစ်ပေါ့နော်ခဲတံသမားတွေအတွက်ကတော့လက်တင်တောက်ကတော့အရေးမကြီးပေါ့ခဲတံသမားတွေကတော့ခေါင်းကိုသပွဲလိုသုံးပြီးတော့ရေးလို့လည်းရတယ်ပေါ့နော်ခဲမုံသမားတွေအတွက်ကြတော့လက်တင်တောက်လေးရှိမှအဆင်ပြေမယ်ပေါ့နော်အဲ့တော့စုပ်တံတွေကိုတေချာလေးနေရာချထားပြီးတော့ခေါင်းကိုပေးမဆိုးလို့ပေါ့နော်သူများခေါင်းကိုပေးမဆိုးလို့စာရွက်လေးခံလိုက်ပါတယ်ခဲမုံကအရန်ကိုတတ်ရက်နဲ့ဂယုတစားရေးနိုင်မှာပေါ့နော်မဟုတ်လို့ရှိရင်ညစ်ပတ်ပြီးတော့ပေးချန်သွားတတ်တယ်ပေါ့နော်အားကြောင့်မို့လို့ခေါင်းရဲ့အပေါ်မှာစာရွက်လေးခံလိုက်ပါတယ်အောက်လိုင်းကတော့အိမ်မှာကလေးကကောက်လာတာပေါ့နော်ဒီမှာကျတော့ဟိုတယ်မှာကျတော့စတန်တွေဘာတွေမရှိတော့အဆင်မပြေမှာဆိုလို့လေအောက်လိုင်းကျတော့အတိအကျကောက်ရတဲ့ဟာဆိုတော့အဲ့တော့ခဲမုံထည့်ထားတဲ့ပကံလေးကိုလည်းစာရွက်လေးနဲ့ခံလိုက်ပါတယ်ပြီးရင်စာရွက်ကျတော့ဒီခဲဖြန့်မှုအတွက်သုံးမယ်ပေါ့စာရွက်အောက်ကစာရွက်ကိုကြတော့လေโอเคအဲ့တော့စပြီးတော့ရေးလို့ရပါပြီမဆူကတော့ပကြီးရေးတဲ့ခါတိုင်းမျက်လုံးကနေပြီးတော့စပြီးတော့ရေးလေးရှိတယ်ပေါ့နော်မျက်လုံးနှာခေါင်းပါးစပ်အရင်ရေးပါတယ်ပြီးရကြမှာ skin tone တို့စပင်တို့လိုက်ဖြည့်တယ်ပေါ့နော်အဲ့တော့ဟိုတယ်မှာပကြီးရေးရတာအစင်တော့တိတ်မပြေပါဘူးဒါပေမဲ့ကြံဖန်ပြီးတော့စိတ်ရှည်ထားပြီးတော့ရေးတဲ့အတွက်ပကြီးကားတကားတော့မဟုတ်ပါဘူးအဲ့တော့ကတပတ်လောက်နေဖြစ်တယ်ပေါ့နော်နေဖြစ်တာမှာနှစ်ကားလောက်နှစ်ကားလုံးကြီးတော့မပြီးဘူးဒါပေမဲ့နှစ်ကားနီးပါပြီးတယ်ပေါ့နော်အဲ့လိုပဲစိတ်ရှည်ထားပြီးတော့ကြံဖန်ပြီးရေးတဲ့အတွက်ပကြီးကားနှစ်ကားလောက်ပြီးမြောက်သွားပါတယ်တကားလုံးရေးတာကိုတော့မပြတော့ဘူးပေါ့နော်တကားလုံးရေးတာကိုပြရင်ဗီဒီယိုကအရန်ရှည်သွားမှာဆိုလို့အဆင်မပြေလို့ပါပကြီးကားတကားကိုအနည်းဆုံး15နာရီကနေနာရီ20ဝန်းကျင်ရေးရတာဖြစ်တဲ့အတွက်အဲ့ဒီအတိုးချုံးပြီးတော့ပဲပြလိုက်တော့မယ်နော်မဆူကအင်မတန်ဝါသနာကြီးတဲ့သူတွေဆိုတော့လေပကြီးကတရက်မရေးရရင်တရက်မနေနိုင်ဘူးပေါ့နော်တချို့နေတွေကျတော့တကူးတကနားတဲ့နေတွေရှိတယ်ရဲနဲ့ကြာလာရေးရှင်စိတ်ကအလိုလိုပေါ်လာတာပေါ့နော်အခုကလည်းခရီးထွက်တာကတပတ်လောက်ကြာမယ်ပေါ့ပြီးရင်အလောက်ကလည်းမရှုပ်ဘူးဟိုတယ်မှာအချိန်တော်တော်များများအားနေမှာဆိုတော့လေအိမ်မှာကလေးကပကြီးကား2ကား3ကားရေးမယ်ဆိုပြီးတော့ကြိုတင်ပြီးပြင်ဆင်လာခဲ့တာပေါ့နော်အောက်လိုင်းတွေပါတွေကောက်ပြီးတော့ဒီပကြီးကားကပြုံးလွင်မှာရှိတဲ့ coffee sign တစ်ဆိုင်မှာချိတ်ဖို့အတွက်ဆိုပြီးအပ်ထားတဲ့ပကြီးကားတွေကတကားပေါ့နော် Harrison Ford က
ပုံတူပကြီးကားပါဗီဒီယိုရိုက်ထားတာတော့တော်တော်ကြာပြီပေါ့နော်ဧပြီလကလေးဆိုတော့အခုမှပဲedit လောက်ကတော့အခုမှပဲတင်ပေးဖြစ်တယ်ပေါ့နော်တကယ်တော့ဒီဗီဒီယိုလေးကိုတင်ပေးရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့မဆူကရောက်ရအရက်မှာပကြီးရေးရတယ်ဆိုတာကိုပြချင်တာထက်ပေါ့နော်ဘယ်နေကိုကဝါသနာပါတယ်ဆိုလို့ရှိရင်ဘယ်နေရာပဲရောက်ပစ္စည်းကိရိယာတွေမစုံဘူးဆိုရင်တောင်မှတကယ်တော့ရေးချင်စိတ်တစ်ခုပဲရှိတယ်ရှိလို့ရှိရင်ရေးဖြစ်တယ်ဆိုတဲ့ဟာကိုပြောပြချင်တာပေါ့နော်တချို့သူတွေကြတော့သူတို့မှာပကြီးပစ္စည်းမစုံနေတာတွေဘာတွေလိုတာတွေညာတွေလိုတာတွေဆိုပြီးအကြောင်းပြချက်တွေကိုပေးပြီးတော့ပကြီးကားတကားကိုပြီးမြောက်အောင်မရေးပဲနဲ့မရေးတဲ့သူတွေရှိတယ်ပေါ့နော်ပစ္စည်းမစုံတာတွေအကြောင်းပြတယ်ပြီးရင်သူတို့မှာလိုအပ်ချက်တွေအကြောင်းပြတယ်ပေါ့တကယ်တော့ရေးချင်စိတ်တစ်ခုပဲလိုတာပါကျန်တာကတော့ကြုံရင်ကြုံသလိုဖြစ်သလိုကြုံသလိုပဲကြံဖန်ပြီးရေးလို့ရတယ်ပေါ့နော်အဓိကစိတ်ပါပဲစိတ်ကရေးချင်တယ်ဆိုရင်ဘယ်နေရာပဲရောက်ဘာပစ္စည်းတွေရှိမရှိဖြစ်သလိုကြုံသလိုရေးလိုက်လို့ရတယ်လေအဲ့လိုမျိုးရေးလိုက်ရင်ပကြီးကားတကားကတော့အနည်းဆုံးထွက်လာမှာပဲလေအဲ့တော့ဒီဗီဒီယိုကြည့်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအများကြီးကြိုးစားပါဦးမယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်နော်